မှာလေးပြောဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဘက်ကနေဒီစင်ကကလေးနဲ့ KB ကောက်ကလေးကိုဖွင့်ရှိထားတာတွေ့လို့ကမ္ဘောဇာ KB စက်ပတ်မှာပြန်လက်ဆက်သွယ်ပေးနေတာဖြစ်ပါတယ်အေးညီမလေးပြန်လက်ဆက်သွယ်ပေးနေဆိုတော့ level 1 5 level 2လေးတွေမှာပြန်လက်ပိတ်သိမ်းနေသည်ဖြစ်တဲ့အတွက်လူချင်းမင်းဒီကောက်ကိုဆက်လက်အသုံးပြုမှာလားဆိုတာပြန်လက်ဆက်သွယ်ပေးထားခြင်းဖြစ်ပါတယ်သုံးပါပါဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဒီကောက်ကိုဆက်လက်အသုံးပြုမယ်ဆိုရင်ဒါနဲ့ပြန်လက်ဆက်သွယ်ပေးထားရဆိုတော့ level 1 5 level 2လေးတွေမှာပြန်လက်ပိတ်သိမ်းနေသည်ဖြစ်တဲ့အတွက်လူချင်းမင်းရဲ့ကောက်က2မိနစ်တွင်မှာပိတ်သိမ်းတော့မှာဖြစ်ပါတယ်လူချင်းမင်းဆက်လက်အသုံးပြုမယ်ဆိုရင်2မိနစ်တွင်မှာဒီဆက်ရပန်ဟလာပြီးပြန်လက်စစ်ဆေးပေးမြင့်တင်မှာလားလူချင်းမင်းဒီကောက်ကိုဆက်လက်အသုံးပြုလို့ရမယ်ဆိုတဲ့အကြောင်းပြန်လက်ဆက်သွယ်ပေးထားတာဖြစ်ပါတယ်ညီမလေးဘယ်ဘန်အလားမှာလဲဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဘက်ကနေဒီဆက်ရပန်မှာပြန်လက်စစ်ဆေးပေးမြင့်တင်ပေးလို့ရပါတယ်ညီမလေးအ2မိနစ်ဆိုတော့လေအမဘန်သွားလို့ရှိရင်အနည်းနဲ့ကြာအောင်ပါအဲ့လိုရလားဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းရဲ့ကောက်က2မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်2မိနစ်တွင်မှာပြန်လက်ပိတ်သိမ်းလိုက်ရမယ်လို့ပြောရလားအမအေးဟုတ်တယ်ညီမလေးအမအိမ်ထဲကဘန်ထဲကကျတော့အဝေးတာလေဝေးတော့ကြတော့လေအမကဘယ်လိုသွားမှန်းမသိ2မိနစ်ပဲအဆောင်ဆိုတော့ညံလို့ညပတ်စံနေနေဖြစ်တာ2မိနစ်တွင်မှာပြန်လက်ပိတ်သိမ်းလိုက်ရမယ်လို့ပြောတာလားဟုတ်တယ်အဖေလေအမ2မိနစ်အတွင်းမှာဘန်ကိုရအောင်သွားမှလားဒါမှမဟုတ်လို့ရှင်ဟိုခဏအဆောင်ပေးအောင်မလားအဲ့ဒါကိုမေးတာဟုတ်ကဲ့ပါလူချင်းမရဲ့ကောက်က2မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်ပြန်လက်ဆက်သွယ်ပေးထားဖြစ်ပါတယ်လူချင်းမဆက်လက်အသုံးပြုမယ်ဆိုရင်ဖုန်းလင်းချပဲခိုင်းတောင်းထားပေးပါညီမတို့ကမ္ဘောဇာ KB စက်ပတ်မှာတပါးရဲ့ပြန်လက်စစ်ဆေးပြီးနှစ်တင်သွားပေးမှာဖြစ်ပါတယ်။အော်ညီမလေးဟုတ်ပြီဟုတ်ပြီ။ဟုတ်ကဲ့မင်္ဂလာပါလူချင်းမဒီကောက်ကိုအသုံးပြုနေရချိန်တော့ကြာပြီလား။ကြာပြီ။ဟုတ်ကဲ့ပါလူချင်းမဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာဘယ်ဘန်ကွဲမှာဖွင့်ရှိထားလဲဆိုတော့တစ်ချက်ပြန်လိုက်ဖြေကြားပေးပါ။ညီမလေးအမကဟိုအနထိုးကြီးမှာဟုတ်ကဲ့ပါရှင်လူချင်းမဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာညီမတို့ဘက်ကနေပြီးတော့နထိုးကြီးမှာဖွင့်ရှိထားတယ်ဆိုညီမတို့ဘက်ကနေပြန်လက်စစ်ဆေးပြီးနှစ်တင်ရမှာဖြစ်ပါတယ်။အေးညီမလေးလူချင်းမဘက်ကနေမှတ်ပုံနဲ့ဘက်ကလို့မြေဆောင်လေးခါပြီးပြောပြရမှာဖြစ်ပါတယ်။အေးညီမလေး1မြင်းဆောင်တင်မြင့်ဆောင်963ဟုတ်ကဲ့ပါမြင့်ဆောင်လေးပြီးတော့ရှိပါသေးတယ်ရထတာရထတာလို့ပြောလားဟုတ်တယ်ညီမလေးရထတာဟုတ်ကဲ့ပါတဲတဲပွဲလေးပြောပြပါရထတာဟယ်လိုရထတာဟယ်လိုရထတာဟောဒီ तू ကတာနဲ့တာမကွဲဖြစ်နေလို့ရထတာရထတာရထတာလားလေရလေရကိုထားတယ်လေဟုတ်ကဲ့ပါရကိုထားတယ်တာတယ်လေဟုတ်ကဲ့ပါရထတာလေကွယ်ရထတာလေကွယ်ရထတာလေကွယ်ဟုတ်ကဲ့ပါရှင်မှတ်ပုံလေးနဲ့ပါဗျာနံပါတ်လေကွယ်ဟုတ်ကဲ့ပါชอบนะคะโทรมาเลยชอบนะคะ6นะคะโทร3นะคะโทรဟုတ်ကဲ့ရှင်တဲတဲပွဲလေးပြောပြပါ6นะคะโทร3นะคะโทรဟုတ်ကဲ့ပါရှင်1นะคะโทรဟုတ်ကဲ့4นะคะโทรဟုတ်ကဲ့5นะคะโทรဟုတ်ကဲ့ပါရပြီလေဟုတ်ကဲ့ပါလူချင်းမရဲ့ပဲဆိုရတော့မှတ်ပုံလေးနဲ့ပါဗျာဟုတ်တယ်မိမကျွန်တော်မိမဟုတ်ကဲ့ပါရှင်ကျွန်တော်မိမ तू ကစကားမသိအဲ့ဒါကြောင့်ကျွန်တော်သူ့ယောက်ျားသူနဲ့ကျွန်တော်နဲ့ယူတဲ့ချင်းကျွန်တော်တို့ဟိုနေကနေလာတယ်နထိုးကြီးအဲ့မဖွင့်နဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါညီမတို့ကလည်းပြန်လို့စစ်တဲ့အခါမှာစစ်သေးပုတ်လေးချဆောင်ပေးပါဖြစ်ပါတယ်ဟုတ်လားဘုရားမချပဲမစိတ်ထဲဝင်ကြည့်ထားပေးပါတက်လာစစ်သေးပုတ်ကလည်း6လုံးတွေးပြီးဆိုရင်အများလေးပြန်ပြောပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်မြန်ထိုးလားမြန်ထိုးနော်2မိနစ်ကြော်တယ်နော်2မိနစ်ကြော်တယ်ဆိုပိုက်စံနေရနော်ပိုက်စံနေကအများကြီးရှိတယ်နော်ပိုက်စံကအများကြီးရှိတယ်နော်အဲ့ဒါ2မိနစ်အမြန်ထိုးနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမြန်လေးကြည့်ပေးပါကနလေး6လုံးကြာလာလားဆိုကြည့်ပေးပါကြည့်မနော်ဟုတ်ကဲ့ပါရှင်ကြာလာလားမကြသေးဘူးလေကွာဟုတ်ကဲ့ပါမစိတ်ထဲမှာကြာလာမှာဖြစ်ပါတယ်အပြင်ထွက်တော့ဖုံးကြသွားမနော်ဟုတ်ကဲ့ပါဖုန်းလေးမချပါနဲ့ဖုန်းလေးမချပဲမစိတ်ထဲဝင်ကြည့်ထားပေးပါအဲ့လိုနေမတတ်ဘူးလေကွာဟုတ်ကဲ့ပါလေကလေးနဲ့ထွက်ပြီးတော့မစိတ်ထဲဝင်ထားပေးပါနေမတတ်ဘူးလို့နေမတတ်တယ်အဲ့ဒါဖုံးပြန်ဆက်မလားဖုံးပြန်ဆက်လိုက်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါပြန်ဆုံးလေးတော့ကြည့်ပေးပါနော်
ကြည့်ပြီမနော်ခဏနော်စောင့်ပတ်စံများကြီးရှိလို့လေအရန်ကြောက်နေပြီ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ ပိုက်စံနော်အဲ့ဒါအရန်များတယ်နော် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ အမြန်ပို့နော်ဒီကအမြန်ပို့လိုက်နော် ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကနန်းလေး6တော့အမြန်လေးကြည့်ပေး အေးခဏနော်6လုံးနေလားခဏအလိုပဲလားခဏအလိုပဲလား ဟယ်လို ခဏအတိုင်းပြောမယ်နော် ဟုတ်ကဲ့ပါကနန်းလေး6လုံးနော် အမြန်ပြောနော်အမြန်ပြောနော်အခုပြောတော့လေ လူချင်းမရဲ့ message ထဲမှာကြည့်ထားပေးရမှာလူချင်းမရဲ့ message ထဲကိုကျွန်တော်တို့ကလည်းစစ်စစ်ကိုချဆောင်ပေးလိုက်တာကနန်းလေး6လုံးဖြစ်တယ်အဲ့ဒါလူချင်းမဘက်ကလည်းအမြန်လေးပြန်ပြောပေးရမှာဖြစ်ပါတယ် ဟုတ်ပြီနော်အမြန်ကြည့်မယ်နော်အမြန်ကြည့်မယ်နော် ဟုတ်ကဲ့ပါ အေး ဟုတ်ကဲ့ပါ အေးမြန်ကြည့်မယ်နဲ့တို့လည်းငါတို့လူများမနှိမ့်ဆက်နေကြတယ်